ရာကျေးဇူးအများကြီးတင်ပါတယ်ဒီကုကံလာပြီးတော့ကျွန်တော်တို့ပြေဆုံးမြန်ဝင်ပြတာကျွန်တော်ပထမဦးဆုံးစလိုက်ချင်တာကဆရာတို့ကအခုချိန်မှာဒီပညာရေးမူဝါဒပြုပြင်ပြောင်းလဲဖို့ဆိုပြီးအပြင်းထန်ဆရာတို့လုပ်နေပါတယ်ဆိုတော့လက်ရှိပညာရေးမူဝါဒကဘာကြောင့်ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာလဲဆိုတော့ဆရာအမြင်အရင်ဆုံးသိရအောင်ပညာရေးပြုပြင်ပြောင်းဖို့လိုတာကျွန်တော်တို့ကလေးတွေကျောင်းသားတွေရဲ့ရက်လက်ကိုကြည့်ဒါပြုပြင်ပြောင်းလဲမှုလိုတယ်ဆိုတာသိတာတယ်ကျွန်တော်တို့ဆယ်တန်းအောင်တဲ့ကလေးတွေဘောရတဲ့ကလေးတွေမှာတကယ်ကိုစွမ်းရည်မြင့်တဲ့ပညာဘာမှမရဘူးသူတို့ဘောအတွက်လိုအပ်တဲ့ဒီကျွမ်းကျင်မှုတွေရောစဉ်းစားဆင်ခြင်မှုတွေရောအလုပ်အကိုင်တွေလိုအပ်တဲ့စွမ်းရည်တွေရောဘာမှပါမလာဘူးဆိုတော့အဲ့ဒါကျွန်တော်တို့ပညာရေးကဒီညံ့ပြင်းနေတယ်ဆိုတာသိတာတယ်ဒါရက်လက်မှသိတာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလေးတွေရဲ့ရက်လက်ကောင်းထွက်ဖို့အတွက်ကျွန်တော်တို့ကလေးတွေကျွမ်းကျင်တဲ့ပညာရဖို့အသိဉာဏ်ရဖို့အလုပ်ကိုင်ခွင့်လန်းတွေအတွက်စွမ်းရည်တွေမြင့်လာဖို့အတွက်ပညာရေးပြုပြင်ပြောင်းလဲမှုလိုအပ်တယ်ဆိုတော့ဒီခြေနေကတော့ဒါထင်ရှားပါပြီဆရာအဲ့မှာကျွန်တော်သိချင်တာကလက်ရှိပညာရေးစနစ်ပေါ့လေအဲ့ဒီစနစ်ထဲမှာအဆိုးရွားဆုံးဖြစ်နေတဲ့အပိုင်းကဘယ်အပိုင်းလို့ဆရာထောက်ပြချင်လဲဒီဆိုးနေတဲ့အပိုင်းကအုပ်ချုပ်ရေးစနစ်ပဲဆိုတော့ဒီပညာရေးမှာလည်းအာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတယ်ဆိုတော့ဆရာဆရာမတွေမှာလွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိဘူးတက္ကသိုလ်ကဆရာတွေအလယ်တန်းချက်တန်းမူလတန်းဆရာတွေလွတ်လပ်စွာသင်ကြားပိုင်ခွင့်မရှိဘူးဆရာတွေဆိုရင်ဒါဆရာရဲ့အလုပ်ကဒါကျောင်းသားကိုအာရုံစိုက်တဲ့ဒီကျောင်းသားရဲ့သူတို့သင်ကြားတဲ့စနစ်ကျောင်းသားဒီသင်ကြားနိုင်ဖို့ကျောင်းသားတွေသူတို့သင်ကြားတဲ့ပုံမှာတိုးတက်လာဖို့အဲ့ဒီလိုအာရုံစိုက်တဲ့ဆရာရဲ့အလုပ်ကဒါပေမဲ့ဒီနေ့ကကလေးတွေရဲ့ပညာရေးမှာအာရုံမစိုက်နိုင်ဘဲနဲ့အုပ်ချုပ်တဲ့သူတွေရဲ့အလူကြခိုင်းတာလုပ်နေရတဲ့အဆင့်ရောက်နေတယ်ဒါကကျွန်တော်တို့ပညာရေးကဆရာတွေကကျောင်းသားကိုအာရုံမစိုက်နိုင်ဘူးကျောင်းသားတွေရတဲ့ပညာကလည်းတကယ်ကိုထိရောက်တဲ့ပညာမဟုတ်ဘူးဟိုပဲစာအုပ်ထဲမှာပါတဲ့စာကိုပဲအလွတ်ချက်အလွတ်မှဒါပဲအလွတ်ဖြည့်အဲ့ဒါတွေအချိန်ကုန်သွားပြီးတော့ဒီအလွတ်ချက်တဲ့စာကလည်းသူတို့ဘဝအတွက်ဘာမှထိထိရောက်ရောက်အကျိုးမရှိဘူး။နောက်အလွတ်ချက်တဲ့စာကကျောင်းနေမကဘူးကျူရှင်နဲ့တက်ရတယ်။ညဘက်ဆိုလဲ guide ဆိုတာငှားပြီးတော့တခါစာကြည့်ရသေးတော့ဒီကလေးတွေကကလေးဘဝမှာကစားဖို့အချိန်သူတို့မိတ်ဆွေအပေါင်းအသင်းနဲ့နေဖို့အချိန်ဝါသနာပါတာလို့ဘာတစ်ခုမှမရဘဲနဲ့ဟိုအကျိုးမရှိလာတဲ့စာကိုကြက်ပြီးတော့အချိန်ကုန်သွားတဲ့အတွက်ဘာမှရလက်ကောင်ထွက်မလာဘူး။ဆိုတော့အဲ့ဒီဟာဆိုးကျိုးဖြစ်နေတယ်။ဟုတ်ကဲ့။ဆိုတော့ဆရာတို့ဒီပညာရေးမူဝါဒမူချမ်းအမျိုးသားပညာရေးမူဝါဒမူချမ်းဒါဆရာတို့ရေးဆွဲပြီးပြီလို့ကျွန်တော်သိထားတယ်ပြီးခဲ့တဲ့10ရက်9ရက်ကလည်းပဲဒါနဲ့ပတ်သက်ပြီးဆွေးနွေးပွဲကြီးဆရာတို့လုပ်ခဲ့ကြတယ်ဆိုတော့ဒီအမျိုးသားပညာရေးမူဝါဒမူချမ်းတွေကအထူးခြားဆုံးပေါ့နော်အထင်ရှားဆုံးအရေးကြီးဆုံးအပိုင်းဆိုရင်ဆရာဘာတွေများပြောချင်လဲအရေးကြီးဆုံးအပိုင်းကပညာရေးလွတ်လပ်ခွင့်ပဲဆိုတော့နှစ်ပေါင်းများစွာပညာရေးလွတ်လပ်ခွင့်ဆုံးရှုံးလာတယ်ဆိုတော့ဒေသဆိုင်တိုင်းဒေသတွေမှာသူတို့ရဲ့ပညာရှင်တွေကလွတ်လွတ်လပ်လပ်သင်ကြားပိုင်ခွင့်မရှိဘူးတက္ကသိုလ်တွေကျောင်းတွေကလွတ်လွတ်လပ်လပ်စီမံခန့်ခွဲပိုင်ခွင့်မရှိဘူးဆရာတွေလွတ်လွတ်လပ်လပ်သင်ကြားပိုင်ခွင့်မရှိဘူးကျောင်းသားတွေလွတ်လွတ်လပ်လပ်သူတို့သင်ကျင်တဲ့ဘာသာရွေးချယ်ပိုင်ခွင့်မရှိခဲ့ဘူးလွတ်လပ်ခွင့်တွေဆုံးရှုံးနေတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပထမဆုံးအရေးကြီးဆုံးတင်ပြတဲ့ချက်ကပညာရေးလွတ်လပ်ခွင့်ဖြစ်တယ်ဟုတ်ကဲ့ဒုတိယချက်ကဒီဆရာတွေရဲ့အရေးချင်းမြင့်ပါဘူးကျွန်တော်တို့ဆရာတွေမှာဒီအရေးချင်းမြင့်တဲ့အခါကျရင်ဒီကျောင်းသားတွေကိုမြင့်မားတဲ့အရေးချင်းပေးနိုင်တယ်ဒါကြောင့်ဒုတိယဒီအရေးကြီးဆုံးလိုအပ်တဲ့ချက်ကဆရာတွေရဲ့အရေးချင်းမြင့်မားလာဘူးဆရာတွေမှာလိုအပ်တဲ့သင်တန်းတွေ training တွေဘွဲတွေရအောင်လုပ်ဖို့လိုတယ်ပြီးတော့ဆရာတွေရဲ့ဘဝရည်တည်ခိုင်မာဖို့လိုတယ်သူတို့နေအိမ်သူတို့ရဲ့ခီးသွားလာရေးကျန်းမာရေးစောင့်ရှောက်မှုစသဖြင့်လစာလုံလောက်တဲ့လစာအဲ့ဒါတွေပေးဖို့လိုတယ်နောက်တစ်ခါကျောင်းသားတွေဒီကျောင်းသားတွေကဒီနေ့ကျောင်းကဒီပျော်ရွှင်မှုမရှိဘူးကျောင်းမှာဆိုတော့ပညာရေးကပျော်ရွှင်မှုမရှိရင်သင်ယူမှုကမထိရောက်ဘူးဆိုတော့ဒီအလွတ်ကျက်တဲ့စာနဲ့တင်အချိန်ကုန်နေပြီးတော့ဟိုမူလာတန်းအလယ်တန်းအထက်တန်းမှာတက္ကသိုလ်ဆိုရင်လည်းတက္ကသိုလ်တွေကမြို့ပြင်ထုတ်ထားတော့ကျောင်းသွားကျောင်းပြန်တဲ့ချိန်ကုန်ကလေးတွေကပင်ပန်းပြီးတော့စာအုပ်ထိထိရောက်ရောက်ပျော်ပျော်ရွှင်ရွှင်သင်နိုင်တဲ့အဆင့်မရှိဘူးအဲ့တော့ပထမတစ်ဆင့်ကကလေးတွေကျောင်းသားတွေပျော်ရွှင်တဲ့သင်ယူမှုပတ်ဝန်းကျင်ဖန်တီးဖို့လိုတယ်နောက်ကျောင်းသားတွေသင်ယူတဲ့စာကသူတို့ဘဝအတွက်အကျိုးရှိတဲ့အသုံးချတဲ့စာတွေဖြစ်ဖို့လိုတယ်နောက်တော့သူတို့နဲ့အဆက်ဆက်ရှိတဲ့ဒီသင်ခန်းစာတွေဖြစ်ဖို့လိုတယ်ဆိုတော့အဲ့ဒါတွေပြင်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီမူချမ်းကိုပြည်တော်စုလွှတ်တော်ကနေပြီးတော့ဘယ်တော့လောက်မှဥပဒေအဖြစ်ထွက်လာဖို့ကျွန်တော်မျှော်လင့်လို့ရမယ်ဆရာကျွန်တော်တို့အခုဒီညီလာခံထွက်လာတဲ့ရလဒ်ပေါ်မှာဒီပညာအမျိုးသားပညာရေးမူဝါဒမူချမ်းကျွန်တော်တို့တင်ပြီးသွားပြီ18ရက်နေ့စွဲနဲ့လွှတ်တော်ရဲ့ပညာရေးမြင့်တင်မှုကော်မတီကတဆင့်တင်သွင်းပြီးပြီလာမယ့်လွှတ်တော်သက်တမ်းမှာဆွေးနွေးမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ဒီပညာရေးမူဝါဒပေါ်မှာအခြေလည်ဆွေးနွေးပြီးပြီဆိုရင်ပညာရေးမူဝါဒကိုအခြေခံတဲ့ပညာရေးမူဝါဒကိုအကောင့်ထဲပေါ်ဖို့ပညာရေးဥပဒေတရားလိုအပ်တယ်အဲ့တော့လွှတ်တော်ရဲ့ဥပဒေပြုတဲ့အကောင်အဖွဲ့ကနေရေးမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ဆိုတော့ကျွန်တော်တို့တင်ပြထားတာဒီလွှတ်တော်ဥပဒေပြုတဲ့အဖွဲ့ကမူချမ်းရေးပြီးတဲ့အခါကျရင်ပြန်ပြီးတော့ကျွန်တော်ပြည်သူလူထုကိုချပြဖို့ကျွန်တော်တင်ပြထားတယ်အဲဒီမှာပြည်သူလူထုရဲ့အကြံပေးချက်ဆွေးနွေးချက်တွေကိုယူပြီးတော့မှအတည်ပြုဖို့ကျွန်တော်တို့အဲ့လိုတင်ပြထားပါတယ်ဘယ်လောက်လောက်မြန်မြန်ဆရာမျှော်လင့်ဒီတက်တန်းကတော့လာမယ့်
စမဲ့ဒီလွတ်တော်တက်တန်းဂျွန်လောက်ကုံမှာစမဲ့လွတ်တော်တက်တန်းမှာဆွေးနွေးမယ်ဆွေးနွေးတဲ့လွတ်တော်တက်တန်းမှာမူဝါဒကိုအတည်ပြုနိုင်တယ်ဆိုရင်ဥပဒေကြမ်းရွေးဆွဲတဲ့အဖွဲ့ကနောက်လွတ်တော်တက်တန်းမတိုင်ခင်မှာရေးဆွဲနိုင်တယ်ဆိုတော့3လ6လအတွင်းမှာရေးနိုင်မယ်လို့မျှော်လင့်တယ်ကျွန်တော်တို့အခုညီလာခံချမှတ်လိုက်တဲ့မူဝါဒတွေကလည်းမူဝါဒကနေဥပဒေပြောင်းဖို့လွယ်ကူအောင်လို့လုပ်ထားပါတယ်အဲ့တော့မြန်မြန်ဆန်ဆန်ဥပဒေအဖြစ်နဲ့ပြဋ္ဌာန်းနိုင်မလို့ထင်တယ်နောက်ဥပဒေပြဋ္ဌာန်းပြီးရင်ဒီဥပဒေကြမ်းကိုပြည်သူလူထုကိုချပြဖို့ဆိုအနည်းဆုံး6လလောက်အချိန်ယူဖို့လိုတယ်ဆိုတော့ပြည်သူလူထုရဲ့အကြံပြုချက်ယူပြီးတော့မှအတည်ပြုဖို့ဆိုတော့တစ်နှစ်လောက်အနည်းဆုံးတစ်နှစ်လောက်ကြာနိုင်ပါတယ်တစ်နှစ်လောက်အတွင်းမှာဒီဥပဒေတရားဖြစ်လာနိုင်တယ်ဟုတ်ကဲ့ဥပဒေတရားထွက်လာနိုင်ဟုတ်ကဲ့